ကျောင်းဆောင်ဆောက်တဲ့အိမ်အောင်ကျောင်းဆောင်မြင်နေရတထောင်ပတ်ပတ်လဲဆိုဘယ်လောက်ရှိလဲအဲ့ဒါဆိုဘာလုပ်လိုက်မြင်ရတာလုပ်ပေးတာဟိုအဲ့ကျောင်းဆောင်စခန်းနေရောတနေအကုန်တစ်ပတ်လဲအကုန်လုံးမိုင်းနဲ့ညိုညီမနှစ်ယောက်ယူလိုက်ငါတန်းစိုးကြီးရဲ့ဘုံဆုံးလေးရဒီဘက်ကံဘက်ကနေချင်းချင်းမယူမယ်ကံနေရပဲထဲမှာကြားလားကံနေရပဲထဲတော့အဲ့ဒါတို့ဟိုကလုပ်လို့ရတယ်ဟင်ဒီကားလေးကားတော့နေအလန်နေရဲ့ရှင်နာကနေပိုင်းကားမယ်ကြားလားဒီတော့လိုက်ချက်လိုက်တယ်မစမ်းဘူးမင်းစားနေဘယ်ရဥမာဖြစ်ပြောတာဒီမိဘမွန်းကျမ6ယောက်ရှိတယ်အကုန်လုံးရှိတဲ့ချမ်းလို့ဘာမှဟိုများခိုးသွားလဲဖဲ့သွားလဲတူတယောက်တည်းဆိုင်တာမဟုတ်ဘူးထားလိုက်လို့နင်တို့ညီမရဲ့နေသာပြီးရောပေါ့လို့ငါအဝရလဲတော့ဘာမှမပြောတဲ့ကိစ္စပဲကျောင်းတသီးဥကမှာလားလည်းဟိုတသီးဥကတော့နေအဲ့ဘက်မနေကုန်မှာပေါ့ဟဲ့တသီးဥကလှန်ကြော်ပြစ်တော့ရတာယူနေအရက်တရလော့မှရှိမှာမလားဝါလေးနဲ့ဟိုဝါလေးနဲ့ကာပေါ့ဝကကလေးတွေနဲ့ဝါနဲ့ကာပေါ့ပြီးချမ်းဆိုင်စားရတာအဲ့မကြနားတော့လားအဲ့ဆိုင်နေရာကိုကာလိုက်ဒီဆိုင်လို့တဲ့အိမ်နေရာကျော်အကာလိုက်အဲ့နေရာနင့်ချောင်ကအမွန်လားယူမှာလားအဲ့ချောင်ကအမွန်လားခွဲယူရမှာနင့်ငါဟိုမမြတ်သိန်းတို့နဲ့ပြဿနာတက်လို့လုံးညီမအောင်ငါဟိုအေးအောင်ပြောခဲ့တာခွန်ကြီးမွေးနေတာ6ယောက်ရှိတယ်ဒီချမ်းအကုန်လုံး6ယောက်လုံးပိုင်တဲ့ချမ်းနင်တူတဲ့နင်တို့ညီမနှစ်ယောက်တည်းပိုင်တာမဟုတ်ဘူးဘလူးခိုးဘလူးတိုးပါစေမပြောနဲ့ရမဖြစ်နဲ့လို့ငါနဲ့ဟိုတရားသဘောနဲ့အေးအောင်ပြောခဲ့တာနေ့ချမ်းကဘာလို့အဲ့လေဘာနင်တို့လဲရောက်စားတော့ကိုကြီးကဘာတခုံးပြောလို့ရောက်ဒီမတင်လဲရောက်အဖေးဟာလေးရောက်ပြောတာငါဘာလို့အောင်လဲအမေမရလားလိမ့်ပါလို့ကချမ်းဘာလို့ခွဲပြောပါလဲလို့အားကြောင့်မဘာဆိုတာလေကတကတကားအားတယ်လေဒီနေ့ဒီနေ့ဘလို့ယူရမှာဘလို့မှမယူအောင်ဘလို့မှမပေးဘူးအမကွာကိုညီဝရင်နေဟုတ်လားမလားတပတ်လည်းနေမကာနိုင်ဘူးဇာလည်းနေအမမြသိမ့်ပဲဟာပဲနေကာနိုင်မယ်ဟိုဘက်တွေနေမကာနိုင်တော့ဘူးတပတ်လည်းမပေါ်ဘူးနော်မကာနိုင်ဆိုင်တော့အဲ့ဒါလေးပဲကာလို့နေဟိုဘက်တွေကမကာနိုင်ဘူးနော်တစီးကကတော့ပတ်စမနေကုန်တာ15သိန်းကုန်တယ်အဲ့ဒါပြီးရောငါချမ်းအမွေးမခွဲဘူးလို့ခြံသေးနေလို့တခြံလုံးယူမှာဒုက္ခရွာကာဒီဘက်ဟိုဆိုင်ဘင်းနောက်ဘင်းနာဟာတော့ခေါင်းမဲ့ကအဓိကထားကအဲ့ဒါအရေးကြီးတယ်အဲ့ဒါကိုထားကားနေတာရတော့ဒါပဲနဲ့